အခုတင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲရလဒ်ပေါ်မှာအငင်းပွားလာမှုကြောင့်စစ်တပ်ကအနာသိမ်းလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးအငင်းပွားစရာတွေပေါ်ထွက်လာတာကြောင့်ဂီနီပြည်စုနိုင်ငံမှာစစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူလိုက်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးလက်ရှိသမ္မတအမ်ဘာလိုနဲ့အဓိကတိုက်ခံပြန်ဘက်ဖာနန်ဒိုရီယက်စ်တို့ကြားမှာသူနိုင်နဲ့ကိုနိုင်နဲ့ဆိုတဲ့အပြိုင်မှုတွေနဲ့အငင်းပွားမှုတွေမြင့်တက်လာပြီးနောက်မှာစစ်တပ်ကအာဏာသိမ်းလိုက်တာပါ။သမ္မတအမ်ဘာလိုရဲ့ကိုရနော်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ဒေးနစ်အန်ဂန်ဟာကအာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့စစ်ဘက်ခေါင်းဆောင်တွေထဲမှာပါဝင်ခဲ့ပြီးသမ္မတအမ်ဘာလိုကိုပါတန်းစီတင်ထားတယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။အာဏာသိမ်းပြီးနောက်မှာနေစစ်တွေအားလုံးကိုပိတ်ထားလိုက်ပြီးညမထွက်ရအမိန့်မှာထုတ်ပြန်ခဲ့ပါတယ်။ဂီနီပြည်စုနိုင်ငံဟာပေါ်တူဂီစီကနေလွတ်လပ်ရေးရရှိခဲ့တဲ့1984ခုနှစ်နောက်ပိုင်းမှာနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်စစ်တပ်ကအာဏာသိမ်းတဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပွားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဒီသတင်းကိုတော့ငြိမ်းချမ်းဝါပေးပို့လာပါ